用这个表看正我阿龙被明了吧？大家就能赛给的车人看见对吧 ？F1 အဆင့်ရှိတဲ့ home garden တစ်စိတ်ထဲကနေကျွန်တော်ပေါင်းနှုံကြတော့90ရာခိုင်နှုန်းရှိတဲ့မျိုးကိုတုံးထားပါတယ်။အဝါရောင်တီးလေးပါဒါကြတော့နောက်တစ်ခုကြတော့ဒီကောင်ကြတော့အနီရောင်တီးလေးပါဒါလည်း F1 အဆင့်ရှိတဲ့ music ပါ home garden တစ်စိတ်အလွယ်လေရင်ပြန်တစ်စိတ်လို့လည်းခေါ်ကြပါတယ်။90ရာခိုင်နှုန်းမှာပေါင်းနှုံကြတော့ germinationဝိဒါကိုကျွန်တော် YouTube လေးနဲ့ပြချလဲယူပြီးမှစိုက်ရကြတော့ဒီ U8 မှာပဲစိုက်တာဖြစ်ပါတယ်အခုလို YouTube လေးနဲ့ပြချလဲပြိုထားမှရွှေ့ဆက်တဲ့အချင်းချအပြင်ရအနစ်ပြင်မနာပဲနဲ့အစာရေးစားတဲ့စားတုံးမှာဖြစ်ပါတယ်ကျွန်တော်အခု string ကပြုလုပ်ထားတဲ့ဒီတဘာဝမေဩဇာကိုအပြေဝတုံးထားပေးပါမယ်အခုလို YouTube လေးနဲ့ပြချလဲပြူပြီးမှရွှေ့ဆက်မှတာအပြင်ရအနစ်ဒီထိခိုက်မှုမရှိဘဲနဲ့အစာအာဟာရစားသုံးမှုပိုင်းနဲ့ကြီးထွားမှုပိုင်းမှာနှောင့်နှေးမှုမရှိဘဲနဲ့လျင်မြန်စွာကြီးထွားနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကျတော့ယောဂခံနိုင်မှုစွမ်းအားနဲ့ပူပြီးမှမြင့်မားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကစိုက်ပျိုးတဲ့အချိန်မှာမေတံမြေကြီးကိုဖုံးထားပေးပါတယ်ဆွဲကပါမေတံလုပ်ထားပေးပါတယ်ဒီလိုလုပ်ပေးခြင်းအပြင်မြေကြီးရဲ့စိုက်ပျိုးမြေ quality ပူပြီးမှကောင်းမွန်လာသလိုမြေကြီး၆တွေ့မှုကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်အခုကျတော့အပြင်ရဲ့အမြင့်ဖွံ့ဖြိုးမှုပိုင်းကိုလည်းပို့ပြီးမှအထောက်အကူပေးနိုင်မှာဖြစ်ပါတယ်โอเคပြုတ်တက်ကြတော့ရက်ပေါင်း20နဲ့30ကြာရှိတဲ့ပြုတ်ပင်တွေကိုစားပြီးမှရွှေ့ဆိုင်နိုင်ပါပြီကျွန်တော်ကြတော့ရက်ပေါင်း25ရက်ရှိတဲ့ပြုတ်တက်ကိုစိုက်ပြထားပါတယ်โอเคဒါကြတော့ရွှေ့ဆိုင်ပြီးရက်ပေါင်း60နောက်ပိုင်းဆိုအခုလိုအတီးလေးတွေရလာပါပြီအဝါရောင်တီးလေးပါအပြင်လဲကြမမှာရှိပါလေအတီးဆိုလဲပြုတ်တိတ်နေအောင်တီးနေပါပြီโอเคนี่မေဩဇာပဲတုံးထားပါမယ်โอเคဒါရပေါင်း90နောက်ပိုင်းအပြင်ရအရင်ပိုင်းအတီးဒီစပြီးမှမေးလာပါပြီโอเคပြီးရင်ကျွန်တော်ကမလိုအပ်တဲ့ရွက်ခေါင်းတွေကိုအပြင်အရင်ပိုင်းမှာရှိတဲ့ရွက်ပူရွက်ခေါင်းတွေကိုကျွန်တော်ကအမြဲတမ်း crafting လုပ်ပေးပါတယ်ပိုင်းဖြတ်ပေးပါတယ်လိုအပ်တဲ့အပိုင်းခက်တွေကိုအရွက်တွေကိုကျွန်တော်ရှင်းပေးပါတယ်အဲဒီလိုလုပ်ပေးမှဒါအတီးဘက်ကိုဒီအပွင့်ဘက်ကိုကျွန်တော်အာဟာရတွေပိုပြီးမှရရှိနိုင်မှာဖြစ်တယ်လို့ဘလို့အတဲ့ယောဂကြောက်ရွံ့မှုတွေကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်ရက်ပေါင်း90ဝန်းကျင်ဆိုရင်တပြင်လုံးမှာရှိတဲ့အတီးဒီအလုံးနီးပါမေးလာပါပြီအတီးအညာလည်းတော်တော်လေးခိုင်ပါနဲ့အတီးကြွေကြတာတော့ဖြစ်ပါဘူး organic fertilizer ပဲအသုံးပြုထားတဲ့အတွက်ကြောင့်အခုစရမပြုလုပ်ထားတဲ့ organic fertilizer အင်မတန်မှကောင်းပါတယ်ဒါကြတော့အနေရောင်တီးလေးတွေပါရောင်တီးလေးတွေအနေရောင်တီးလေးအင်မတန်မှတီးပါတယ်အများကြီးတီးပါတယ်ဒီ charity လေးတွေကိုကျွန်တော်တို့ sport sound တုံးတီးနာနေဖြစ်လဲစတုံးလို့ရတယ်လို့တစ်တီးအနေဖြစ်လဲစတုံးလို့ရပါတယ်လက်စပ်ပြီးအရန်ချူပါတယ်ဒါကြတော့ကျွန်တော်ဆလာအိတ်ဒီမှာစိုက်ထားတဲ့အပြင်လေးတွေပါရိုဆက်ပြူးမြင်မရှိသေးလို့လေအခုလိုဆလာအိတ်တွေနဲ့ပြူအိတ်လေးတွေနဲ့ plus အိတ်လေးတွေနဲ့အခုလိုစိုက်ပြလို့ရပါတယ် organic ဒီနာလေးတွေပါကျွန်တော်ကျမရဲ့အတွက်လည်းမတမ်းမှတင်းတော်တဲ့ကောင်းမွန်တဲ့ဒီနာလေးတွေပါကျွန်တော်စိုက်နေတဲ့ music အထုပ်လေးတွေပါရောင်းဖက်ကြိုးပါဆက်ခုရဲအားလုံးကိုအထူးကျေးဇူးတင်ပါတယ်